မင်္ဂလာပါကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါဒါပေါ့နော်ကျွန်တော်တင်ထားတဲ့ဒီ post လေးရေပေါ့နော်ဒီ comment ထဲမှာပေါ့နော်ဒါ Pandora ဆိုရဲပေါ့နော်ဒါအမပေါ့နော်အမတယောက်မှတ်သွားတယ်ပေါ့နော်သူကဒီပေါ့နော်ကျွန်တော်တို့ဒီ attack flexi နဲ့ဒီကတ်လေးသူသုံးနေတာပေါ့နော်သူသုံးနေတာကသူဘယ်ရောက်ဝယ်လဲတော့ကျွန်တော်မပြောတတ်ဘူးပေါ့နော်သူပြောတာကဒီကတ်လေး line မတက်လို့ပါတဲ့ဘယ်လိုလုပ်ရမလဲရှင်တဲ့အဲ့ဒါကျွန်တော်ပြန်မိလိုက်ပါတယ်ဘာဖုန်းမျိုးစားလဲလို့အဲ့တော့ Redmi K70 Ultra တဲ့အဲ့တော့ Redmi တွေကပေါ့နော်ဒါကျွန်တော်တို့တိုင်မတက်เสียတော့တောင်းရှားတယ်ပေါ့နော် Xiaomi Redmi တွေက Atta Flexi နဲ့ပေါ့နော်ဒီကတ်နဲ့တွဲသုံးလို့အရင်အဆင်ပြေတယ်တကယ်လို့ပေါ့နော်တိုင်မတက်လို့ရှိရင်ကျွန်တော်ပထမတစ်ချက်ကျွန်တော်သတိထားမှာဘာလဲဆိုတော့ပေါ့နော်ဒါမိမိသုံးနေတဲ့နေရာမှာပေါ့နော်ဒီကျွန်တော်တို့ပေါ့နော်ဒီ 4G ဒီမှာတိုင်လေးတွေတွေ့လားအဲ့တိုင်လေးတွေပေါ့နော်အဲ့ 4G LTE connection ကောင်းနေဆိုလို့ရှိရင်အဲ့ပြဿနာမရှိဘူးပေါ့နော်တစ်ခါကျတတိုင်းနှစ်တိုင်ထဲမှာဖုန်း normal ဆင်းအောင်တတိုင်းနှစ်တိုင်နဲ့တက်တဲ့နေရာမှာ flexi net ကိုသုံးလို့ရှိရင်အဲ့တိုင်ကပေါ်လိုက်ပြောက်လိုက်ပြဿနာလေးဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုယ့်နေရာကတိုင်လဲတက်တယ်အဲ့လိုအကုန်လဲတက်တယ်အဲ့ဒါမှပေါ့နော်ဖုန်းက Xiaomi Redmi ဖုန်းဖြစ်ပြီးတော့မှ flexi net ကိုပေါ့နော်ဒီကတ်ကိုပေါ့နော်ဒါတိုင်ပြောက်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ခုပြတဲ့နီလန်လေးတိုင်တစ်ချက်လောက်လိုက်လို့ကြည့်ပေးနော်ဒါဆိုရင်ကျွန်တော်ကင်ထားတဲ့ဖုန်းကဒါ Xiaomi Redmi ဖုန်းပေါ့နော် Xiaomi Redmi ဖုန်းမှာကျွန်တော်ဆိုပါစို့ပေါ့နော်ကျွန်တော် Atta Flexi နဲ့ထည့်ထားတယ်ဒါပေမဲ့တိုင်မတက်ဘူးပေါ့နော်သူပြောလို့တိုင်ပြောက်သွားတယ်မျိုးဖြစ်ရင်ဘာလုပ်ကမလဲဆိုတော့ကျွန်တော်တို့နှိပ်ကမှာကဖုန်း call တွေကိုဝင်မယ်ဖုန်း call တွေကိုဝင်သွားလို့ရှိရင်ကျွန်တော် *share 4636 sorry 4636 share star နော်အဲ့ဒါလေးခေါ်မှာနော်တေချာလေးပြန်ခေါ်ပြမယ်နော်ကျွန်တော်ပြလိုက်မယ်ဒီမှာကြည့်နော်တေချာပြန်ပြမယ်နော် *share 4636 share star နော်အဲ့ဒါလေးခေါ်ရမယ်ကိုကပေါ့နော်တကယ်လို့ Atta Flexi နဲ့ကိုဖုန်း1နဲ့မှာထည့်ထားလို့ရှိရင်ဒါဆင်း1နဲ့မှာထည့်လို့ရှိရင်ဖုန်း1ကိုယူပါနော်ဆင်း2ထဲမှာထည့်ထားလို့ရှိရင်ဖုန်း2ကိုရွေးရမယ်ကျွန်တော်တို့ကဖုန်း1နဲ့မှာထားထည့်ထားပဲဥပမာဆိုကြပါစို့ပေါ့နော်ကျွန်တော်ထည့်ထားတယ်အဲ့တော့ကျွန်တော်ဖုန်း1နဲ့ကိုယူလိုက်ပြီးအဲ့ဒါပြီးရင်ကျွန်တော်တို့ကဒီမှာပေါ့ select phone index ဆိုတာရှိရဲဖုန်း0ဆိုတာဆင်း1ကိုပြောတာဖုန်း1ဆိုတာဆင်း2ကိုပြောတာအဲ့တော့ကိုဆင်း1နဲ့မှာထားရင်ဖုန်း0ပဲထားပြီးရင်ကျွန်တော် set prefer network type ဆိုတာရှိရပါတော့အဲ့နေရာလေးမှာကျွန်တော်တို့ကဘာချင်းရမလဲဆိုတော့ဒီမှာ AD only ဆိုတာလေးကိုချိန်လိုက်เนาะအဲ့ဒါလေးချိန်ပြီးတော့ဆက်ကိုပေါ့เนาะဒီ airplane mode off လေးလို့ airplane mode off လို့မှမတက်လာလို့ရှင်ဆက်ကို restart လေးချလိုက် reboot လေးချလိုက်ပေါ့เนาะအဆင်ပြေသွားပါမယ်ကျွန်တော်ပြောသလိုမျိုးလေးလိုက်လို့ကြည့်ပါအမအနေနဲ့အဆင်ပြေသွားပါမယ်ခင်ဗျာကျွန်တော်တို့အားလုံးကိုကျေးဇူးတင်ပါတယ် Atta Flexi နဲ့ကတ်ကိုကျွန်တော်စီမှာပေါ့เนาะဒါယုံကြည်စိတ်ဆစွာနဲ့မှာယူလို့ရတယ်အဲ့ဒီပြုံမှာပေါ့เนาะကျွန်တော်စီမှာယုံကြည်စိတ်ချစွာနဲ့မှားအောင်မယ်ဆိုလို့ရှိရင်မြန်မာတိုင်းနိုင်ငံလုံးကိုလည်းပစ္စည်းအငွေချင်းနဲ့ပို့ပေးသလိုကျွန်တော်ပေါ့เนาะနယ်မျိုးတွေကိုလည်းပို့ပေးတယ်ရန်ကုန်တွေကိုလည်းပို့ပေးတယ်ဆက်သွယ်မှာအောင်မယ်ဆိုလို့ရှိရင်ပေါ့เนาะဖုန်းနံပါတ်3998383666နဲ့399663414341ကနေပြီးတော့မှာလို့ရပါတယ်ဒီလို portable pocket wifi set လေးနဲ့လည်းတွဲယူပြီးတော့မှာလို့ရပါတယ်ဗီဒီယိုလေး share သွားလို့ရှိရင်ဒါတစ်ချက်လောက်သိခံပြီးကြည့်ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ